အားလုံးပဲမင်လာပါဒီနေ့ကတော့ထိုင်းနိုင်ငံရောက်စက်ပြင်လေးတွေဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့အောက်ခြေဖောင်ဒေးရှင်းအတွက်လွန်နံကိုပြင်းနေတာဖြစ်ပါတယ်လွန်နံကိုအခုကတော့ကျွန်တော်တို့ဘောကွင်းတက်နေရပါဗျာဒီဘောကွင်းတက်တဲ့အကြောင်းကတော့ဘောကျွန်တော်တို့အောက်ခြေဖောင်ဒေးရှင်းတူးတဲ့ခါကျရင်ဆက်လင်းကျိုးကို join ဆက်နဲ့ join ဆက်နဲ့ join နဲ့ချိန်ကြရင်ဆက်လင်းကျိုးအတွင်းထဲမှာတူရနဲ့တူအလိုက်တင်လဲနိုင်အောင်ဖြစ်ပါတယ်ဒီလွန်နံကိုတတ်မှာဖြစ်ပါတယ်ဒီလွန်နံကတော့ဒီဖောက်ဆက်ကိုတတ်မှာဖြစ်ပါတယ်ဒီဖောက်ဆက်ကတော့အောက်ခြေဖောင်ဒေးရှင်းဆက်ဖြစ်ပါတယ်ဒီကောင်ကတော့အောက်ခြေဖောင်ဒေးရှင်းကိုအောက်ကိုလွန်နံနဲ့ဖောက်တဲ့ဥစ္စာဖြစ်ပါတယ်ဟိုဘက်ကဆက်ကတော့ဂေါ်နဲ့ဖောက်တဲ့ဆက်ဖြစ်ပါတယ်ဒီတို့တက်တာရအောင်ပြအောင်ဒီကတော့ထိုင်းနိုင်ငံရောက်ဆက်ပြင်ဖြစ်ပါတယ်နှခါဘဲကြိုင်းနဲ့